ကဲဒီနေ့မှာတော့ Sofazer event ရဲ့ freedom 嘅ပေးထူရောက်လာခဲ့ပြီဖြစ်ပါတယ်ဒီနေ့မှာဆိုရင်တော့တော်တော်များများလေးဒီ Sofazer ကိုကြိုက်တဲ့ Sofazer skin တွေကိုယူလို့ရကြပြီလို့တော့ထင်ပါတယ်ကဲဒီတဲကမှဖြစ် brother တို့ best skin ကိုယူကြလဲနောက်ပြီးတော့ဒီမျိုး Sofazer ဒီ draw ဖောက်နေပေါ့နော် event မှာ draw ဖောက်နေလဲ best skin တွေကိုဒါ free ပေါက်သွားကြလဲဆိုတာဒီ comment မှာအပန်းမကြီးဘူးဆိုရင်တစ်ချက်မှန်းကပေးကြပါအောင်ကျွန်တော်အနေနဲ့ကတော့ဒါဒီ video one page 1မှာကတော့ဒါ1048တုံကန်အထိဒါရအောင်ဖောက်ခဲ့ပေါ့နော်အဲ့လောက်ဖောက်ပြီးသွားတဲ့နောက်မှာတော့အခုနောက်ပိုင်းမှာတော့ကျွန်တော်ဒီ video one page 2မှာ diamond weekly pack 3ပတ်စာပဲကျွန်တော်ထည့်ပြီးတော့ဖောက်ပါတယ်ဖောက်တဲ့အခါမှာဆိုရင်တော့ဒါ coin တွေကပို့အောင်ပို့သွားရပေါ့နော်ဒီ1350ဝန်းကျင်လောက်ရပါတယ်အဲ့လိုမျိုးရသွားတဲ့အခါမှာဆိုရင်တော့ကျွန်တော်အနေနဲ့ဒီ Sofazer ဒီ skin လေးရမှာပေါ့နော်ဒါ skin အသစ်ဆိုရင်3កောင်ပါဝင်လာတယ်ပေါ့နော် Sicilian clean နဲ့ Bunny တက်3កောင်ပါဝင်လာတယ်ဒီတော့အဲ့ဒီထဲမှာကတော့ကျွန်တော်အနေနဲ့ကတော့ Bunny တက်ရဲ့ skin ကိုကျွန်တော်ယူလိုက်ပါတယ်ဘာဖြစ်လဲဆိုတော့ကအရန်လာလို့ပါတော်တော်လေးသဘောကျလို့ပါနောက်ပြီးတော့ဒီမျိုး M7 event မှာဒီ M7 မှာပေါ့နော်ဒီ level ဘယ်လောက်ရပြီလဲဆိုတာလည်းတစ်ချက်မှန်းကပေးကြပါအောင်ကျွန်တော်ဆိုတော့ level က35လောက်မသိဘူးဒါလောက်ပဲရပါသေးတယ်ပေါ့နော်ဘာလို့လဲဆိုတော့ line တွေလည်းမကောင်းတော့ gain တွေကဆောက်လို့မရတဲ့အခြေအနေရောက်နေတာဖြစ်လို့ပါbrother တို့ဆိုရင်တော့ကျွန်တော်ထည့်များရင်လည်းများနေမှာပေါ့လीနော်တချို့ဆိုရင်တော့ဒါ price skin တွေရရင်လည်းရနေလာပြီလို့ထင်ပါတယ်တကယ်လို့ရနေပြီဆိုရင်တစ်ချက်ကြွားခဲ့ပါအောင်အပန်းမကြည့်ဘူးဆိုရင်လည်းကြွားခဲ့ဖို့တောင်းဆိုချင်ပါတယ်ဒီ giveaway တွေတော့ကျွန်တော်နောက်လာတဲ့မှာလုပ်ပြပါတော့မယ်ဒီတော့ video လေးတွေလည်းပြန်ပြီးတော့ run ပါမယ်ဒီအထိပေါ့နော်အဆုံးအထိလိုက်ပါကြည့်ရှုပေးကြတဲ့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီလောက်ပါပဲအားလုံးပဲဘိုင်ဘိုင်ပါခင်ဗျာAll will kneel before my ambitions.